ဆိုင်ကယ်နောက်လိုက်တဲ့တရေမတူရအောင်ကရက်ွက်ထဲမှာဆိုင်ကယ်ကယ်ရီဆွဲပါတယ်ဒီညနေတော့ပင်မနေပြီးမို့ကယ်ရီဆက်ဆွဲဖို့စိတ်မပါနဲ့တိုက်ခန်းရှိမှတငယ်ချင်းတွေနဲ့စကားပြောနေခဲ့ပါတယ်ထို့စဉ်အနောက်ကနေရီးစားဖြစ်သူခတ်တာអော်လိုက်ပါတယ်တူရရေအခုထိမသွားသေးဘူးလားငါကောင်မလေးလာနေပြီနောက်မှတွေ့ရအောင်ဟာခတ်တာတူရအောင်နားရောက်လာတော့ကိုပင်မနေလို့ပါကွာပင်မနာတော့သိပါတယ်ဒါပေမဲ့ကိုပိုစူးစားမှခက်တာတော့မြင်မြင်အတူနေလို့ရမှာလေအာတမီအလုပ်လုပ်လိုက်ပါအောင်နော်ညအစောတစ်ပိုင်းတော့ခီးတယ်ပို့ပြီးရင်နားလိုက်တော့လေဟုတ်ပါပြီဗျာတူရအောင်လည်းခက်တာစကားကိုနားထောင်ပြီးကယ်ရီဆွဲဖို့ထွက်သွားပါတယ်ကျူးဆိုင်မအောင်နော်မုံမချုပ်စင်းနဲ့တူရအောင်တယောက်တလန်းဝင်တလန်းထွက်နဲ့ခီးတယ်ဆိုင်ရင်တဖြည်းဖြည်းညနေဆောင်ကြော်ကညာဦးပိုင်းရောက်လာခဲ့ပါတယ်လမ်းမကြီးပေါ်ရောက်တဲ့ထိခီးတယ်မရသေးတာကြောင့်တူရအောင်စိတ်ပြက်ပင်ပန်းလို့နေပါပြီတဏီကုံလည်းအလုပ်လုပ်ထားရတာကြောင့်သူ့မျက်လုံးတွေကအရန်ပင်ပန်းနေတာသိတာပါတယ်ဒီလိုနဲ့ဆက်မောင်းလာရင်အရှင်နာကဓာတ်တိုင်အောင်စုံတစ်ခုကိုတွေ့လိုက်ရပါတယ်အနီးနားရောက်တော့တိချာကြည့်လိုက်တာမိန်းကလေးတယောက်ဖြစ်နေပြီးတော့သူ့ဆိုင်ကယ်ကိုငှားဖို့တားနေခဲ့တာပါဟူတော်သေးရပေါ့ခီးတဲ့တယောက်တော့ရသွားသေးလို့သူရအောင်လည်းကောင်မလေးစီသွားပြီးဆိုင်ကယ်ရက်ပေးလိုက်ပါတယ်ဘဲသွားမလဲညီမကောင်မလေးကဘာမှပြန်မပြောသေးပဲငူငူကြီးရက်နေခဲ့ပါတယ်ခဏကြာတော့ဒီလမ်းတိုင်းမောင်းပေးပါရှင်နားမှာဈေးရလေးရှိတယ်တူရအောင်လည်းကောင်မလေးပုံစံကြည့်ပြီးထူးဆန်းနေခဲ့ပါတယ်တိချာကြည့်တော့ဖက်နှက်တောင်စီးမထားတာမို့ဈေးရမှာနေတဲ့စင်းရဲသားကောင်မလေးထင်တယ်ဆိုပြီးတနာကလိုက်ပို့ပေးဖို့သဘောတူလိုက်ပါတယ်အဲ့ဒီနောက်ကောင်မလေးကိုဆိုင်ကယ်နောက်တင်ကဆက်မောင်းလာခဲ့တယ်လမ်းတစ်ဝက်ရောက်တဲ့ထိကောင်မလေးကဘာမှမပြောတာနဲ့တူရအောင်စကားဆခဲ့ပါတယ်ညီမအဲ့စီရနာမှာပဲနေတာလားအကိုညီမကိုဒီနားမှာတခါမှမမြင်ဘူးပါဘူးတူရအောင်ရဲ့အမေကိုကောင်မလေးကမဖြေခဲ့ပါဘူးဆိုင်ကယ်နောက်မှာပဲငူငူကြီးထိုင်လိုက်ကပုံစံကလည်းတစ်ခုခုကိုဝန်းနေနေတယ်လို့ကြီးဖြစ်နေပါတယ်လမ်းပေါ်မှာလည်းတူရအောင်နဲ့ကောင်မလေးတို့ရဲ့ဆိုင်ကယ်တစ်စီးသာရှိနေတာပေါ့တော်တော်ရောက်တဲ့ထိတူရအောင်လည်းကောင်မလေးကိုဘာမှဆက်မပြောတော့ပဲမောင်းလာပါတယ်လမ်းတနေရာရောက်တော့ဆိုင်ကယ်နောက်ကကောင်မလေးကအကျောတွေတက်လာတယ်လို့ဖြစ်လာပြီးမျက်ဖြူတွေလန်လာပါတယ်သူမကိုကြည့်ရတာအသက်ရှူမဝတယ်လို့ဖြစ်လာပြီးတူရအောင်ကတော့နောက်မှဖြစ်နေတာကိုမသိပဲဆက်မောင်းနေခဲ့ပါတယ်တဖြည်းဖြည်းနဲ့ကောင်မလေးပုံစံပိုအသက်ရှူကျက်လာပြီးအကျောတွေကတ်လာတယ်လို့ဖြစ်လာကသူမလယ်ပင်မှာလည်းအနီးရောင်အစင်းရာကြီးပေါ်လာပါတယ်လက်ဆံတွေလည်းဖြူလာပြီးတဖြည်းဖြည်းနဲ့လူပုံစံကနေပြောင်းလဲလာပါတော့တယ်ဆိုင်ကယ်နောက်ကကောင်မလေးရဲ့အသက်ရှူကျက်နေတယ်လို့အတန်ကိုတူရအောင်သတိထားမိတယ်လို့ရှိလာတော့နောက်ကိုတစ်ချက်ဆောင်းကြည့်လိုက်တယ်ကောင်မလေးရဲ့မျက်လုံးတွေကထူးဆန်းတယ်လို့ဖြစ်နေတာကိုမြင်လိုက်ရတယ်ဆိုင်ကယ်မောင်းရင်းကြည့်နေတာမို့တေချာမမြင်ရပဲကြောချမ်းချမ်းနဲ့ပဲတူရအောင်ဆက်မောင်းနေခဲ့ပါတယ်ကောင်မလေးပုံစံကတော့အခုဆိုတရေမပုံစံလုံးဝပြောင်းသွားပါပြီ။လေပင်ရရှည်ထွက်လာပြီးနှလုံးတွေကလည်းမရှိတော့ပဲဆိုင်ကယ်နောက်ခုံကနေလေးပေါ်တဖြည်းဖြည်းမြုပ်တက်လာပါတယ်။တူရအောင်လည်းအခုမှတေချာတတိထားမိသွားပြီးတရေမကိုတင်လာတာလို့ထင်သွားမိပါပြီ။တရေမများလားမသိဘူး။တေချာလည်းလက်မကြည့်ရဘူး။တူရအောင်ကြောက်တာနဲ့နောက်ကိုလက်မကြည့်ပဲရှေ့ကိုသာဆက်မောင်းနေပါတယ်။နောက်ကတရေမကလည်းဆိုင်ကယ်နောက်ခုံမှာလေးပေါ်လွင့်ပြီးကောင်းဝင်အဖြူရောင်စပင်ဖားလာကြီးနဲ့ကြောက်စရာကောင်းလို့နေပါပြီ။သူ့ဆိုင်ကယ်နောက်မှာတရေမကြီးလေးပေါ်လွင့်နေတာကိုမြင်နေရတဲ့ရှေ့ရလာတဲ့ကားတွေကလည်းဟွန်းတီးပြီးသတိပေးနေကြပါတယ်။ဒါပေမဲ့တူရအောင်ဆိုင်ကယ်ရက်ပစ်ဖို့ထက်ကြောက်နေပြီးရှေ့ကိုသာဆက်မောင်းနေမိပါတယ်။တရေမကတော့ဆိုင်ကယ်နောက်မှာပါဇက်ကြီးပြေးလာပြီးနှလုံးမရှိရဲ့မျက်နှာကြီးနဲ့ကြောက်စရာကောင်းစွာမတ်တက်ကြီးလေးပေါ်ဝဲနေပါတယ်။တူရအောင်ဆက်မောင်းလာနေရင်ကြောက်နေပေမဲ့တရေမပြောတဲ့နေရာကိုရောက်လာတော့ဆိုင်ကယ်ရက်ပေးလိုက်ပါတယ်။ဆိုင်ကယ်ရက်လိုက်တော့တရေမပုံစံကသူစမြင်တော့ကလိုလူပုံစံပြန်ပြောင်းသွားခဲ့ပါတယ်။ရောက်ပါပြီညီမ။တရေမလည်းဆိုင်ကယ်ဘောကဆင်းကဈေးရက်စီတလန်းချင်းလျှောက်သွားပါတယ်။တူတင်လာတာတရေလားလူလားတိတ်ချမသိရသေးပဲကြောက်နေမိတဲ့တူရအောင်လည်းရှေ့ဆက်မသွားနိုင်သေးပဲဈေးရက်ရှိမှကြောင်တောင်တောင်နဲ့ရက်နေမိပါတယ်။ထို့စဉ်အကိုရှင့်ဟုတ်ကဲ့ညီမကိုတရေလို့ထင်နေတာမလားတရေမလည်းအဲ့လိုပြောလိုက်တော့သူတို့အောင်နည်းနည်းလန့်သွားခဲ့ပြန်ပါတယ်အဲ့ဒီနောက်တရေမကကြမ်းမြေပေါ်ပြစ်လဲသွားပြီးအကျော်တွေကတ်ကတက်နေတဲ့ပုံစံဖြစ်လာပြီးလေပေါ်ကိုတဖြည်းဖြည်းမြုပ်တက်လာပြန်ပါတယ်
ဇေယျခေါင်မုံပေါ်တွဲလောင်းကြပြီးအဆုံးစီရင်တဲ့ပုံစံကြီးလွတ်ပြက်ကပါဇက်အကျယ်ကြီးနဲ့သူရအောင်ကိုအော်ဟစ်ပြပြီးခြောက်နှံ့မာတော့တယ်။အဲ့တော့မှတရေဆိုတာတေချာသွားပြီးသူရအောင်ကြောက်စောကက်ကဆိုင်ကယ်ကိုတန်းမောင်းပြီးပြေးပါတော့တယ်။နောက်ညမှာတော့အဲ့ဒီလမ်းပေါ်မှာလူတစ်ယောက်ကဆိုင်ကယ်မောင်းလာခဲ့ပြန်ပါတယ်။မောင်းနေရင်ရုတ်တရက်လမ်းဘေးမှာခေါင်းဝင်ဖြူနဲ့မတ်တက်ရက်နေတဲ့ကောင်မလေးကိုတွေ့လိုက်တယ်လို့ဖြစ်ပြီးကြောင်သွားခဲ့ပါတယ်။ဒါပေမဲ့သူဆက်မောင်းလာရင်ရှေ့မှာထပ်တွေ့လိုက်ရလို့စိတ်ထဲတစ်မျိုးဖြစ်သွားပါတယ်။ဘာလဲဟာခုနကသူ့ကိုတွေ့လိုက်တယ်လို့ပဲ။အဲ့ဒီလူလည်းရှေ့ဆက်မောင်းနေရင်လမ်းဘေးမှာစက်တိုက်တရေမအောင်မြင်လာရပါတော့တယ်။သူ့ဆိုင်ကယ်ကကြော်သွားလိုက်ရှေ့မှာထပ်ပေါ်လာလိုက်နဲ့တရေမက6လက်လို့နေပါတယ်။လမ်းတွေပေါ်မှာကန်နိတ်နေရင်6မဲ့တရေတွေရှိရဆိုတာမမေ့ကြပါနဲ့နော်။